မင်္ဂလာပါ AutoCAD license ဝယ်ထားတဲ့လူတွေဒီ software တွေကိုဘယ်ကနေသွားပြီးတော့ down မလဲဆိုတာပြောပြပေးမှာဖြစ်ပါတယ်။ဆိုတော့အရင်ဆုံးကျွန်တော်တို့ကဒီ AutoCAD တို့ Revit တို့ license ကိုဝယ်မယ်ဆိုရင်ဒီ Autodesk account ကိုအရင်ဆုံးဖွင့်ပေးရမှာဖြစ်ပါတယ်။ဆိုတော့ဒီ Autodesk account ဖွင့်တာကိုကိုယ့်ရဲ့ Gmail လေးနဲ့ဖွင့်လို့ရတယ်။ account ဖွင့်နည်းကိုကျွန်တော်ဒီအရင်ဗီဒီယိုမှာလည်းပြခဲ့ပြီးသားဖြစ်ပါတယ်။အခုကတော့ကျွန်တော်တို့ကဒီ license ဝယ်ပြီးသွားပြီဆိုရင်ဒီ software တွေကိုဘယ်ကနေသွားပြီးတော့ down မလဲဆိုတာပြပေးမှာဖြစ်ပါတယ်။ဆိုရင်ကျွန်တော်တို့ကဒီ manage.autodesk.com ကိုကျွန်တော်တို့ကဒီကိုယ့်ရဲ့ license ဝယ်ထားတဲ့ဒီ account နဲ့ကျွန်တော်တို့ကဒီမှာsign in ဝင်ထားပေးရမှာဖြစ်ပါတယ်။ sign in ဝင်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ကဒီ products and service ဆိုတဲ့ဒီအပိုင်းတွေကိုကျွန်တော်တို့နှိပ်ပြီးတော့ဝင်လိုက်ပါ။ဒီ all product and service တွေကိုဝင်လိုက်မယ်ဆိုတော့ဒီအောက်မှာဒီ software တွေကိုကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်။ဒီမှာဆို install လို့ပေါ်တယ် download ဆိုပြီးတော့ပေါ်တယ်။ဒါကတော့ဒီ license ဝယ်ထားပြီးမှဒီလိုပေါ်တာဖြစ်ပါတယ်။တကယ်လို့မဝယ်ရသေးဘူးဆိုတော့ဒီညမှာကျွန်တော်တို့ဒီဝယ်ခိုင်းတဲ့ button တွေကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်။ဒီမှာဆိုရင်ကျွန်တော်တို့ကဒီ AutoCAD ဆိုရင်ဒီဘက်ဘေးမှာတော့သူ့ရဲ့ version ကိုကျွန်တော်တို့ရွေးလို့ရတယ်။ဒီမှာ2024ကနေပြီးတော့2029ကျွန်တော်တို့ရွေးလို့ရတယ်။ပြီးဒီမှာ Windows 64 page ရွေးလို့ရတယ်။ပြီးဒီမှာကျွန်တော်တို့ကဒီ English ကျွန်တော် language ရွေးလို့ရတယ်။ပြီးတော့ဒီမှာ download လုပ်လို့ရတယ်။ဒါကတော့ဒီထက်မှပါတဲ့အထိ2024နဲ့2029အထိဖြစ်ပါတယ်။တကယ်လို့ကျွန်တော်တို့ကဒီ2023တို့22တို့2021တို့လိုချင်နေဆိုရင်ကျွန်တော်တို့ကဘယ်ကနေသွားပြီးတော့ရှာမလဲဆိုရင်ကျွန်တော်ဒီမှာပြပြမှာဖြစ်ပါတယ်။ဆိုတော့ဒီ screen ရဲ့ဒီညာဘက်အောက်ဆုံးမှာကျွန်တော်တို့ဒီပုံလေးပေါ့နော်ဒီအမဲရောင်ပုံလေးကျွန်တော်တို့နှိပ်လိုက်ပါ။ဒါကတော့ဒီမှာကျိုးကတော့ဒီ Autodesk Assistant ဖြစ်ပါတယ်။ကျွန်တော်တို့ကဒီမှာသွားပြီးတော့ဒီမှာစာရိုက်ပြီးတော့ပြောလို့ရပါတယ်။ကျွန်တော်ကဒီမှာ AutoCAD 2022လိုချင်နေဆိုရင်ဒီမှာသွားပြီးတော့နှိပ်လိုက်ပါမယ်။ကျွန်တော်ကဒီမှာကျွန်တော်တို့ဒီလိုချင်တဲ့ဒီ software ပေါ့နော်ဒီမှာ AutoCAD 2022 download link ဆိုပြီးကျွန်တော်တို့ရိုက်ပို့လိုက်တဲ့သူကဒီမှာကျွန်တော်ဒီဝယ်ထားတဲ့ဒီ mail တွေကိုပြပေးတယ်ပြီးတော့အောက်မှာဒီ AutoCAD software လေးကိုပြပေးတယ်ဒီအောက်မှာကျွန်တော်ဒီ version ကိုသွားပြီးတော့နှိပ်မယ်ဆိုရင်ဒီမှာ2022ကျွန်တော်တို့သွားပြီးတော့တွေ့ရမှာဖြစ်ပါတယ်ဆိုတော့ဒီပုံမှန်တော့ဒီမှာတော့ဒီသူပြထားတာတော့ဒီ၄ခုပဲเนาะဒီ၄ခုမှာတော့သူကဒီ2022တော့မပါဘူးကျွန်တော်တို့ကဒီမှာ Autodesk Assistant ကနေသွားပြီးတော့ကိုလိုချင်တဲ့ version ကိုသွားပြီးတော့တောင်းလို့ရပါတယ်ဒီမှာ2022ကိုရွေးပြီးတော့ဒီက install နေပြီးတော့ကျွန်တော် download ယူလို့ရပါတယ်ဒါကတော့ကျွန်တော်ဒီ AutoCAD Revit တို့ license ဝယ်ထားတဲ့သူတွေဘယ်ကနေ download ဆွဲရမလဲဆိုတာရယ်ပြီးတော့ဒီမှာမပါတဲ့ version တွေကိုကျွန်တော်ကမှ Autodesk Assistant နေသွားပြီးတော့တောင်းလို့ရတယ်ဆိုတဲ့ဟာကိုကျွန်တော်ပြောပြပေးတာဖြစ်ပါတယ်